2025 ခုနှစ်ထဲမှာအကိုအကြိုက်ဆုံးလုံးဝလက်လွတ်မခံတဲ့ကျူပွိုင်းကွန်ဒိုလေးရှိလားအကို Okay ဒါကတော့အကိုရဲ့တတိပုဂ္ဂလအမြင်နဲ့အကိုတွက်ချက်ထားတဲ့ကိန်းဂဏန်းတွေအရာပြောရတဲ့အဖြေဖြစ်တယ်investment အတွက်အကိုအကြိုက်ဆုံးကွန်ဒိုတွေဒီနှစ်ထဲမှာထွက်လာတဲ့ကွန်ဒိုတွေကိုပြောပါဆိုလို့ရှိရင်တော့Century Developer ဆောက်လုပ်ထားတဲ့ Val Horse အဲ့ဒီဟာကinvestment အနေနဲ့ကော rental ကောအရန်ကောင်းလိမ့်မယ်ပြီးတော့အခုချိန်မှာကြို point ဖြစ်တဲ့အတွက်ဝယ်ထားပြီးတော့တစ်ချိန်မှာ resale ပြန်ရောက်မယ်ဆိုလို့ရှိရင်လည်း profit များများရမယ် project လို့အကိုသတ်မှတ်တယ်ဒုတိယတစ်ခုကကြတော့ AP Developer ဆောက်တော့မယ် Live Udom Suk Station ဆိုတဲ့ project တစ်ခုလာမယ် AP ရဲ့ထုံးစံအတိုင်း 12% ပဲပေးရမယ်ပြောတဲ့အချိန်လည်းတကယ်ပြီးရယ်ဆိုတော့ပြီးတော့သူက Eastern Corridor နဲ့လည်းအရန်နီးသွားပြီဆိုတော့အဲ့ project ကိုလည်းလက်လွတ်မခံသင့်ဘူးလို့အကိုယူဆတယ် investment အတွက်မဟုတ်ဘဲနဲ့အကိုတို့ကိုယ်တိုင်နေမယ်leisure အတွက်ပေါ့နော်သုံးဖို့ဝယ်တာမျိုးဆိုလို့ရှိရင်တော့ Century Developer ဆောက်တဲ့ Widen by Century ဆိုတဲ့ project အဲ့ project ကအခန်းတွေလည်းအရန်ကျယ်တယ်နောက်ပြီးတော့သူကတိတ်ဆိတ်တဲ့ရက်ကွက်ထဲမှာလည်းရှိတယ်luxury segment လည်းဖြစ်တယ်ဆိုတော့အဲ့ project ကိုစဉ်းစားတင်တယ်ဒုတိယ project တစ်ခုအနေနဲ့ကတော့ Bruxa Developer ရဲ့ဆောက်ထားတဲ့ကြောက်ဖျားမြစ်ဘေးကပ်ရဲ့ Asiatic နဲ့အနီးဆုံးမှာရှိတဲ့ project တစ်ခုအဲ့ဒီဟာက Chapter Charanakon Riverside လို့ခေါ်တယ်အဲ့ project ကိုလည်းအကိုတော်တော်ကြိုက်တယ်အခန်း size တွေလည်းအရန်ကျယ်တယ် view ကလည်းသူကကြောက်ဖျားမြစ်နဲ့မေးတင်ပြီးတော့ဆောက်ထားတာဆိုတော့ရွေးကိုရွေးတဲ့ project ထဲမှာပါတယ်